အားလုံးမင်္ဂလာပါမုံဆွဲစီစဉ်ကနေကြိုဆိုပါရစေနေပြည်တော်ရဲ့နာမည်ကြီး Agri Tea House ကိုအသစ်ပြန်လည်ဖွင့်လှစ်တဲ့အချိန်မှာဘာတွေပြောင်းလဲထားလဲဘယ်လိုစားကောင်းတဲ့မီနူတွေရှိလဲဆိုတာကိုကျွန်တော်တို့လိုက်ကြည့်ပေးပါအောင်ဗျဒီကတော့ကျွန်တော်အထဲမှာရက်လို့ရတော့ကဘာကန်နည်းနည်းလေးကြက်တယ်အခုကတော့အပြင်မှာလည်းရတယ်အထဲမှာလည်းရတယ်ဒါမှမဟုတ်နောက်ဘက်ချမ်းမှာလည်းရက်လို့ရတယ်နော်နီးစကန်ချစ်တီးထမင်းဆိုင်ကကျွန်တော် Agri နဲ့တူတူတွဲပြီးတော့ဖွင့်ထားတာပေါ့နော်နေ့လည်စာချစ်တီးထမင်းကောင်းကောင်းမွန်မွန်လေးစားကျင်တယ်ဆိုလို့ရှိရင်တော့ဒီချစ်တီးထမင်းကိုဝင်စားလို့ရမယ်ဆိုင်ကတော့ကာလာတွေပါတယ်အကုန်ချင်းသွားတယ်မနက်ပိုင်းဆိုလို့ရှိရင်လူကတော့လုံးဝအပြည့်ပဲဟို10နာရီကျော်ပြီဆိုတော့လူကတော့နည်းနည်းလေးတော့ဒီချိန်ကတော့ပါသွားပြီပေါ့နော်ပြောင်းလဲထားတာလေးကဒီမှန်ကန်းလေးပေါ့နော်နေ့လည်ခင်းနွေရာသီတွေပါတယ်ပူတယ်ဆိုလို့ရှိရင်တော့အကွန်ကန်လေးထဲမှာအေးအေးဆေးဆေးထိုင်လို့အဆင်ပြေတယ်ပေါ့နော်လက်ပကြီးရေးဆွဲနိုင်ပါသည်ဒါပကံမှာခစ်စားတဲ့ဟာပေါ့နော်ဒန်းဆွဲတယ်လို့လည်းခေါ်တယ်အဲ့ဒီမှာဒန်းဆွဲခြင်းတယ်ဆိုလို့ရှိရင်ဈေးသက်သာနဲ့ဆွဲလို့ရပါတယ်အဲ့တော့ဒီကနေ့အစားအစာတွေကဘာတွေပြောင်းလဲထားလဲဘယ်အသစ်တွေကိုဘယ်လိုဖန်တီးထားလဲဆိုတာကိုကျွန်တော်တို့အတူတူလိုက်ကြည့်ပေးပါဦးဗျာစားဖို့ဆိုပြီးပြောတော့ကျွန်တော်နေပြီးတော့မှဆိုလို့ရှိရင် Agri တင်ဆန်းကနံပါတ်1ပါပဲအရန်ကမှနှစ်သက်ကြရတယ်ဘယ်ဆိုင်ထဲမှာလည်းမတူဘူးပေါ့နော်ထူးခြားချက်ကသူပိုရှင်းနေများတယ်အရသာလေးတွေကလည်းတစ်လုံးကိုထိထိမိမိနဲ့စားလို့အရန်ကောင်းပါတယ်စင်ကာပူတင်ဆန်းစတိုင်ဖြစ်တဲ့အတွက်ကျွန်တော်ချားတင်ဆန်းမီနဲ့တော့ကွဲထွက်တယ်ဆိုင်အသစ်ပြန်ဖွင့်ပြီးတဲ့အချိန်မှာလည်းတင်ဆန်းမီနူတွေကတော်တော်များတိုးထားတယ်ထုတ်အိုကကြောရွှေထုတ်ကြောကျွန်တော်အကြကွေးအစာတော့ဖတ်ထုတ်ကြောနှမ်းလုံးကကြောပေါက်စီရလဲကျွန်တော် handmade ပေါ့နော်လုံးဝ ready made မဟုတ်ဘဲနဲ့ပေါက်စီကိုလက်လက်ဆက်ဆက်နေ့တိုင်းကိုယ်တိုင်လုပ်တဲ့ပေါက်စီကိုသုံးဆောင်နိုင်မှာဖြစ်ပါတယ်ဒီမင်းတော့လေးတွေမှာထားတယ်Agriရဲ့မွေးငါးကလည်းအရန်ဟိုမှာနာမည်ကြီးတယ်ငါးအများကြီးနဲ့တော်တော်စားလို့ကောင်းတဲ့မှာပါတယ်ပေါ့နော်ပြီးတော့ချမ်းတူဦးကျော်အစေးရမယ်ရှမ်းခေါက်ဆွဲပူနိုင်ရိုးပေါင်းနဲ့မှာထားတယ်ပြီးတော့မန်းလေးနမ်းပြသုံးမှာထားတယ်ပေါ့နော်မန်းလေးကမုတ်ဖက်တွေကိုနေတိုင်းကားနဲ့တင်သွင်းပြီးတော့မန်းလေးမုတ်ဖက်စစ်စစ်ကိုတုံးထားတယ်ပေါ့နော်အဲ့တော့မုတ်ဖက်လေးရဲ့အီလေးနဲ့အရန်စားလို့ကောင်းတယ်ဘဲမုံကလည်းမန်းလေးရပဲစီရဆာမန်းလေးရပေါ့နော်အဲ့တော့တော်တော်လေးမိုက်တယ်ပေါ့မနက်စာဆိုလို့ရှိရင်မရှိတာတော်တော်ရှားတယ်ပေါ့နော်တော်တော်လေးစုံတယ်ရှမ်းကောက်ဆွဲဆိုလဲဒီကရှမ်းကောက်ဆွဲကတော့ကျွန်တော်တို့ခစ်စားနေတဲ့ပုံစံမျိုးပေါ့နော်ရှမ်းတရုတ်စတိုင်ပေါ့နော်ဘန်ကပီပါလေရှမ်းမြပုံစံမျိုးမဟုတ်ဘူးကျွန်တော်အမဲဆွနဲ့ရတယ်နိုင်ရိုးပေါင်းချက်ပေါင်းတော်ပင်စုံလေးနဲ့သုံးဆောင်နိုင်ပါတယ်Agri မှာတော့အခုကျွန်တော်တို့ဆိုင်ပြန်ဖွင့်ပြီးတဲ့နောက်ပိုင်းမှာမီနူတွေ service ဘိုင်းတွေအကုန်လုံး Agri လုပ်ထားတယ်အရင်ကထက်ပုံမကောင်းမွန်တဲ့ခံစားချက်မျိုးကိုတေချာရရှိစေမှာပါအဲ့တော့ကျွန်တော် Agri Tea House ကိုစားဖို့တဲ့လူတိုင်းရောမစားရသေးတဲ့ဧည့်သည်တွေရောလာရောက်သုံးဆောင်ကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဗျကျေးဇူးအများကြီးတင်ပါတယ်